သူ့ကိုတိလိုက်မှထင်တယ်ရှင်သူကဒီလိုမျိုးရိုးရိုးသားသားအထည်တွေရောင်းရင်းနဲ့ဟာတာလေးတွေရောနော်ပြီးတော့လူတွေကိုပျော်ရွှင်စေတဲ့ဇယ်လီတူပေါ့နော်19ရက်နေ့တလပိုင်း2026ည7:00နာရီနောက်ပိုင်းမှာသူကတယောက်တည်းအပြင်ထွက်သွားပြီးတော့မနေ့အထိပြန်မလာတော့ပါဘူးဒီလိုနဲ့အချိန်တွေကြော်လာပြီးမိသားစုတွေတငယ်ချင်းတွေကစိတ်ပူလာကြပြီးလိုင်းပေါ်ကနေလူပြောက်ကြော်ညာပြီးတော့သူပြန်လာလိမ့်မယ်လို့စောင့်ဆိုင်နေချတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမျောလင်းချက်ကြီးက20ရက်တလ2026နေ့လယ်ပိုင်းမှာအလွန်ကိုဝမ်းနည်းစရာကောင်းတဲ့သတင်းတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။သူကထိုင်းနိုင်ငံမဲဆောက်မြို့မှာနေထိုင်တဲ့ LGBT လူပဲဖြစ်ပါတယ်။သူ့အသက်က32နှစ်ပါရှင်။သူ့ရဲ့အမိအရင်ကတော့တင်စော်ထွေးလို့ခေါ်ကြတယ်ပေါ့နော်။ဒါပေမဲ့သူ့ကိုလူသိများတဲ့နာမည်ကတော့ line ပေါ်မှာအေယာဝတီမလို့ပို့ပြီးတော့လူသိများကြတယ်ရှင်။သူ့ကိုသူများပြန်တွေ့ရတဲ့အနေအထားကသူအသက်မရှိတော့ဘူးပေါ့နော်။သူ့ရဲ့တက်မဲ့ခန္ဓာကိုယ်ပဲတွေ့ရှိခဲ့ကြရပါတယ်။သူ့ကိုပြန်တွေ့ရတဲ့အနေအထားကတော့အတ္တမပြုချင်းခံထားရတဲ့လက္ခဏာများရှိပြီးတော့မောက်ခုံမောက်လျက်အနေအထားနဲ့ဦးခေါင်းကိုတုံးနဲ့အချက်ပေါင်းများစွာအရိုက်ခံထားရတယ်လို့သိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မိသားစုနဲ့တငယ်ချင်းတွေကအစကတည်းကတန်တရားများစွာရှိခဲ့ကြတယ်ပေါ့နော်။အချက်အလက်တွေတဲကအရာလူတယောက်ကသူ့ကိုလာခေါ်သွားခဲ့တယ်လို့သိရပါတယ်။သူ့ရဲ့ Messenger မှာနောက်ဆုံးပြောဆိုထားတဲ့စကားအချက်အလက်တွေကြောင့်ပေါ့နော်။အဲ့ဒီပုံထဲကလူတဦးကိုအခုဆိုလို့ရှိရင်တန်တရားဖြစ်ဖွယ်လူတဦးဆိုပြီးတော့ထားရှိခဲ့ကြပါတယ်။သူကလူပြတ်တဲ့နေရာကိုတောက်စားဖို့ခေါ်သွားပြီးသူဒီအကိုရဲ့ဖုန်းရွှေငွေလက်ဝတ်ရတနာတွေကိုသူကခိုးယူလူရက်ပြီးတော့မှထပ်ပြေးသွားခဲ့တာဖြစ်နိုင်တယ်ဆိုပြီးယူဆကြပါတယ်။လက်ရှိချိန်မှာတော့တရားခံကိုတောင်ရှိသူတွေကအများဆုံးရှာဖွေပြီးတော့စစ်ဆေးမေးမြန်းမယ်လို့သိရပါတယ်။ဒီဖြစ်ရကလူတိုင်းကိုသတိပေးနေပါတယ်။ဘာဖြစ်လို့ဆိုတော့ကြိုကြည့်မှုတစ်ချက်ကအသက်တဘဝကိုထိခိုက်စေနိုင်ပါတယ်။အပြင်ထွက်လို့ရှိရင်တယောက်တည်းမသွားကြပါနဲ့ရှင်။ကိုယ်လုံခြုံရေးကိုကိုယ်တိုင်ဦးစားပေးပါ။ဘာပဲဖြစ်ဖြစ်ပါအမှန်တရားကတော့မဖြစ်မနေပေါ်လာလိမ့်မယ်ပေါ့နော်။ဒါကြောင့်မို့အခုခေတ်မှာဘသူကမှမယုံရဘူးရှင်ဘလောက်ပဲခင်မင်းရင်းနှီးပါစေဘလောက်ပဲသိတယ်မဟုတ်လားအဲ့လိုတွေပါဖြစ်တယ်ဆိုလို့ရှိရင်လေယုံကြည်မှုကိုလုံးဝမယုံကြည်ကြပါနဲ့ရှင်အပြင်ထွက်လို့ရှိရင်တယောက်တည်းတော့မထွက်ပါနဲ့အဖော်တွေနဲ့သွားပါနော်အခုခေတ်ကမိန်းကလေးပါမကဘူးယောက်ျားလေးတွေကိုပါပို့ပြီးတော့စိတ်ပူရတယ်ပေါ့နော်ဒါကြောင့်မို့ကိုဂရုစိုက်ကြပါဘယ်နေရာပဲတော့အဖော်နဲ့သွားကြဖို့ပြောချင်ပါတယ်ရှင်ရိုးတသားနဲ့သူစီပွားနဲ့သူရိုးတသားနဲ့ရှာဖွေနေတဲ့သူကမှလုပ်ရတယ်ပေါ့နော်ဒီလိုမျိုးကောင်းတဲ့သူဆုံးရှုံးလိုက်ရတဲ့အတွက်သူရဲ့မိသားစုတွေသူရဲ့တငယ်ချင်းဆွေမျိုးတွေနဲ့အတူထပ်တူဝမ်းနေရပါတယ်ရှင်နောက်ဘဝမှာဒီလိုအဖြစ်ဆိုးမကြုံရပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်